Bit ဘာသာဟာပျောက်ဆုံးတိရစ္ဆာန်တွေကိုလိုက်လံဖမ်းဆီးတဲ့နာမည်ကျော် Pet Bounty Hunter တဦးဖြစ်ပြီး Hitbit လို့ခေါ်တဲ့တစ္ဆာရှိတဲ့အဖော်ဝက်ကလေးတစ်ကောင်ရှိပါတယ်။ Hitbit လေးဟာငယ်ငယ်ကလေးကသူ့တခင်မကိုကြောင်တွေဟမ်စတာတွေငွေတွေနဲ့တခြားပျောက်ဆုံးနေတဲ့တိရစ္ဆာန်တွေကိုအခကြေးငွေယူပြီးပြန်ရှာပေးရမှာကူညီပေးခဲ့ပါတယ်။အဲ့ဒီမျိုးသမီးက Hitbit ကို Bounty လုပ်ငန်းအကြောင်းသူမသိသမျှအကုန်သင်ပေးခဲ့ပြီးတော်ရုံတန်ရုံမုတ်ဆိုးတွေထက်သားတဲ့အမဲလိုက်ဝက်တစ်ကောင်ဖြစ်အောင်လေ့ကျင့်ပေးခဲ့ပါတယ်။တရက်မှာတော့သူတို့ဟာပုတ်တင်ညိုတစ်ကောင်ကိုဖမ်းပေးဖို့အတွက်ဒေါ်လာ1000နဲ့ကမ်းလှမ်းခံခဲ့ရပါတယ်။ဒါပေမဲ့သူတို့အဲ့ဒီကိုရောက်တဲ့အခါမှာတော့အဲ့ဒီတက်တော်ဟာပုတ်တင်ညိုမဟုတ်ပဲရှည်သွားတက်ထားတဲ့မိချောင်းကြီးတစ်ကောင်ဖြစ်နေတာပါ။အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဂျေကပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ကိုယ်တိုင်ကတိရစ္ဆာန်ဖြစ်နေပြီးတော့တိရစ္ဆာန်တွေကိုလိုက်ဖမ်းတဲ့မုတ်ဆိုးအလုပ်ကိုလောက်ကင်တဲ့ဝက်ကလေး Hitbit ရဲ့အကြောင်းတင်ဆက်ပေးသွားမှာပါ။အဲ့နောက်မှာတော့ဘာသာဟာအဲ့ဒီမိချောင်းကြီးရဲ့ဝါမျိုးချင်းကိုခံလိုက်ရပါတော့တယ်။ဒီကြေခွဲစရာဖြစ်ရပြီးလို့နင့်နှဲငယ်အကြောင်းမှာတော့နျူကလ িয়ার စက်ရုံတစ်ခုကအရာရှိတွေဟာမွေးပါတကောင်ကိုပလူတိုနီယံခန်းထဲကတဲရောင်ကြီးပမာဏစမ်းသပ်ဖို့ပြုံထဲကိုအတင်းထိုးထည့်နေကြပါတယ်။ဒါပေမဲ့တဲရောင်ကြီးတွေနဲ့ထိတွေ့ပြီးနောက်မှာတော့မွေးပါဟာပလူတိုနီယံတုံးကိုယူလာပြီးသူ့ကိုအတင်းခိုင်းတဲ့သိပ္ပံပညာရှင်တွေကိုအဲ့ဒီကြောက်တုံးနဲ့ပြန်ပေါက်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲမွေးပါရဲ့ခန္ဓာကိုယ်ဟာတဲရောင်ကြီးတွေကြောင့်ပန်းရောင်တောက်တောက်တွေလင်းလာပါတော့တယ်။သူ့ရဲ့ရုပ်အသွင်ကိုသဘောကျနေတဲ့အဲ့ဒီမွေးပါလေးဟာစက်ယုံကြီးမပေါက်ကွဲသွားခင်လေးမှာပဲထွက်ပြေးလွတ်မြောက်သွားပါတယ်။သူကနှင်းတွေထဲမှာပျော်ပျော်ပါးပါးရှောက်သွားနေတော့သူ့ဘေးနားကနေပိုက်ကွန်တစ်ခုဖြတ်သွားတာကိုမြင်လိုက်ရပြီးသူ့အပြစ်ခံလိုက်ရပြီဆိုတာသိလိုက်ရပါတယ်။သူ့နောက်ကိုပြန်ကြည့်လိုက်တဲ့အခါ Hitbit ကိုမြင်လိုက်ရပြီးဒုတိယအချက်ကိုထပ်ရှောင်လိုက်ရပါတယ်။ဘာလို့လဲဆိုတော့အဲ့ဒီဝက်ကသူ့ကိုဖမ်းဖို့အငားလိုက်ထားလို့ပါ။သူအဖမ်းခံရတော့မယ့်ဆဲမှာပဲမွေးပါဟာသူ့ရဲ့အနုမြူတန်းငွေတွေနဲ့ပြန်တိုက်ခိုက်လိုက်ပြီးနောက်ထပ်ပေါက်ကွဲမှုကြီးတစ်ခုဖြစ်သွားစေခဲ့ပါတယ်။ကံကောင်းထောက်မှသွားတဲ့မွေးပါရော Hitbit ပါဘာဒဏ်ရာမှမရပဲလွတ်မြောက်သွားတဲ့အတွက် Hitbit ဟာသူ့ပြစ်မှတ်ကိုဖမ်းဖို့နောက်ထပ်အခွင့်အရေးရရှိခဲ့ပါတယ်။တစ်ဖက်မှာလည်း Vegas မြို့မှာ Pickle လို့ခေါ်တဲ့3တန်လေးတဲ့စင်ကြီးဟာသူ့ရဲ့လေ့ကျင့်ပေးတဲ့သူ Lifin နဲ့အတူကပ်ပြဖြော်ပြပွဲအသစ်အတွက်လေ့ကျင့်နေပါတယ်။ဒါပေမဲ့စင်ပေါ်မှာမတော်တဆမှုတွေခဏဖြစ်ခဲ့လို့ Lifin ဟာသူ့ရဲ့ဂုဏ်သိက္ခာနဲ့နာမည်ဂုဏ်သတင်းတွေအကုန်ဆုံးရှုံးမှာကိုကြောက်နေပါတယ်။အခုသူပြန်လာတဲ့အချိန်မှာတော့ပရိသတ်တွေမေ့လို့မရမယ့်ဖြော်ပြပွဲကြီးကိုတင်ဆက်မယ်လို့ကတိပေးထားပါတယ်။ Pickle စာခွေးလေးတွေနဲ့အတူကပြလေ့ကျင့်နေတော့မှ Lifin ကဖြော်ပြပွဲမှာပါဝင်ဖို့ထွက်လာပါ။ဒါပေမဲ့လေ့ကျင့်နေတော့မှသူကခွေးလေးတွေကိုနင်းမိသွားပြီးစင်ကြီးရဲ့လက်မောင်းလေးကိုခုံဝင်မှုစ조사ရင်ပြုတ်ကျသွားခဲ့ပါတယ်။လီဖင်ဟာသူ့အမားကိုဝန်ခံမဲ့အစားစင်ကြီး Pickles ကိုပဲအပြစ်တင်ပြီးပွဲဥထွက်ညမှာအကုန်လုံးအဆင်ပြေအောင်လုပ်မယ်လို့ပြောပါတော့တယ်။နာယီနှဲငယ်ကြာညစာစားနေတော့မှ Hitbit ဟာတရိတ်ဆန်လွတ်သွားတဲ့သတိပေးချက်တစ်ခုရလိုက်ပါတယ်။အဲ့ဒါကတော့တရိတ်ဆန်အခွင့်အရေးလှုပ်ရှားသူတယောက်ကတရိတ်ဆန်ယုံထဲကပိတ်လောင်ခံထားရတဲ့ကိုအာလာဝက်ဝင်ကိုတွားကယ်ထုတ်လိုက်တာပါ။ချက်ချင်းပဲအဲ့ဒီဝက်ဟာသူ့ရဲ့ကားလေးကိုဆက်နှိုးပြီးလက်တီရှာနဲ့ကိုအာလာဝက်ဝင်ရှိရာကိုလိုက်သွားပါတော့တယ်။တစ်ဖက်မှာလည်းလီဖင်ဟာသူ့ရဲ့မိချောင်းနဲ့တူခွေးလေးတွေနဲ့စင်ကြီးကိုပွဲမစခင်ထိလောင်အိမ်ထဲမှာပိတ်လောင်ထားပါတယ်။မြို့နဲ့လိုက်ရှာပြီးနောက်မှာတော့ Hitbit ဟာကိုအာလာဝက်ဝင်ကိုဘားတစ်ခုမှတွားတွေးခဲ့ပါတယ်။ကိုအာလာဝက်ဝင်လေးကသူဟာတရိတ်ဆန်ယုံကိုလာတဲ့ကလေးတွေရဲ့ရန်ကနေလွတ်အောင်ထွက်ပြေးလာရတာလို့ပြောပြပါတယ်။အဲဒီအချိန်မှာဝက်ကကိုအာလာဝက်ဝင်ရဲ့ခေါင်းတော်မှာကပ်နေတဲ့ချိုးချင်လုံးကြီးကိုမြင်ပြီးဖယ်ပေးလိုက်ပါတယ်။အဲဒီနောက်မှာလူတစ်ယောက်ကကိုအာလာဝက်ဝင်ကိုလာထိတဲ့အခါကိုအာလာဝက်ဝင်ကအဲ့ဒီလူကိုပြန်တိုက်ခိုက်လိုက်ပါတယ်။ဝက်ဝင်ကအဲ့ဒီလူကိုဘားပြင်ကိုကန်ထုတ်လိုက်တဲ့အခါလူတွေချင်းချင်းရန်ဖြစ်ကြပြီးဗျမ်းမတာတွေဖြစ်ကုန်ပါတယ်။အဲ့လိုဘေးဒုက္ခဖြစ်နေတဲ့အချိန်မှာကိုအာလာဝက်ဝင်ကထွက်ပြေးဖို့ကြိုးစားပေမဲ့ Hitbit ကသူ့ကိုတားထားလိုက်ပြီးသူတို့နှစ်ယောက်တိုက်ခိုက်ကြပါတော့တယ်။ဝက်ရဲ့လှဲကွက်ထဲမှာမိသွားတဲ့အတွက်ကိုအာလာဝက်ဝင်ကဒေါသထွက်ပြီးသူ့ပြိုင်ဘက်ကိုပဒင်းပေါက်ကနေအပြင်ရအောင်ကန်ထုတ်လိုက်ပါတယ်။ဒါပေမဲ့တီလာရှင်တစ်ပါးရဲ့အကူအညီနဲ့ Hitbit ဟာသူ့ပြစ်မဲ့ဖြစ်တဲ့ကိုအာလာဝက်ဝင်ကိုဖမ်းမိသွားပြီးအဲ့ဒီလအတွင်းသူဖမ်းမိခဲ့တဲ့တရိတ်ဆန်တွေအတွက်စုကြေးဒေါ်လာ1000ရလိုက်ပါတယ်။လီဖင်အပြင်ထွက်သွားတဲ့အချိန်မှာတန်ရှင်းရေးသမားကတရိတ်ဆန်တွေကိုအစာကျွေးပေမဲ့သူတို့ကိုလွတ်မပေးနိုင်လို့စိတ်မကောင်းဖြစ်နေပါတယ်။အဲ့ဒီမှာ Pickles ကပိတ်လောင်ခံထားရတဲ့တရိတ်ဆန်တွေကိုကယ်တင်ပေးနေတဲ့ Letitia Dogs and Goats ဆိုတဲ့အမျိုးသမီးအကြောင်းပါတဲ့သတင်းစာကိုပြလိုက်ပါတယ်။အဲ့ဒီညမှာLetitia ဟာ Hitbit စီဖုန်းဆက်ပြီးသူ့ရဲ့အလုပ်ဟာတရိတ်ဆန်တွေရဲ့ဘဝကိုဖျက်ဆီးနေတာလို့နားချဖို့ကြိုးစားပေမဲ့ Hitbit ကဒါဟာသူ့ရဲ့စီးပွားရေးပဲလို့ပြန်ပြောပါတယ်။ဖုန်းပြောနေတော့မှပဲ Letitia ဟာ Hitbit ရဲ့ဘဏ်အကောင့်ကို hack လုပ်ပြီးသူစုထားတဲ့ပတ်စံတွေကိုတရိတ်ဆန်တွေကိုကယ်တင်ဖို့အတွက်ခိုးယူလိုက်ပါတော့တယ်။ပတ်စံယူပြီးနောက် Letitia ဟာစင်ကြီး Pickles စီကိုတွားပြီးသူ့ကိုမူလနေရာဖြစ်တဲ့အိန္ဒိယကိုပြန်ပို့ပေးမယ်လို့ပြောပါတယ်။သူမကခွေးလေးတွေကိုလည်းမကြခင်လာကယ်မယ်လို့ပြောပြီး Pickles ရဲ့လောင်အိမ်ကိုကားနောက်မှာချိတ်ခါလေစိတ်ကိုတိုက်ရိုက်ခေါ်သွားပါတယ်။သူ့ရဲ့စင်ကြီးအခိုးခံရမှန်းသိသွားတဲ့ Lifin ဟာ Hitbit ကိုဖုန်းဆက်ပြီးပွဲမစခင်စင်ကြီးကိုပြန်ဖမ်းပေးဖို့ငှားရမ်းလိုက်ပါတယ်။အဲဒီအတွက်ဒေါ်လာ1000ပေးမယ်လို့ကမ်းလှမ်းခံရတဲ့အတွက် Hitbit လည်းချက်ချင်းလက်ခံလိုက်ပြီးကွန်ပျူတာနဲ့ရှာကြည့်တဲ့အခါစင်ကြီးဟာအိန္ဒိယကိုသွားမဲ့လေယာဉ်ပေါ်မှာရောက်နေပြီဆိုတာကိုသိလိုက်ရပါတယ်။အိန္ဒိယမရောက်ခင်လေယာဉ်ကအင်္ဂလန်မှာခဏနားတဲ့အချိန်မှာPicklesစာတိုက်တစ်ခုပေါ်ကစင်ပုံရိပ်ရောင်ကိုမြင်သွားပါတယ်။အဲဒီချိန်မှာစင်ကြီးကထွက်ပြေးဖို့ဆုံးဖြတ်လိုက်ပြီးလောင်အိမ်ထဲမှာနေရင်လမ်းပေါ်ကိုထွက်လာခဲ့ပါတယ်။လမ်းဖြတ်ကူးရင်ကားတိုက်ခံရတဲ့အတွက်ကံကောင်းထောက်မှသွားနဲ့လောင်အိမ်ထဲကနေလွတ်သွားခဲ့ပါတယ်။ Picklesစာလမ်းတွေပေါ်မှာရှောက်သွားရင်အဲ့ဒီတိုက်ထဲကိုဝင်သွားပြီးသူ့ရဲ့ရုပ်ဖြတ်ဖို့အတွက်ပြင်ဆင်ခန်းတွေကိုဝင်သွားပါတယ်။တစ်ဖက်မှာလည်း Hitbit ဟာလန်ဒန်ကိုရောက်လာပြီးစင်ကြီးရဲ့တဲလွန်စားတွေကိုလိုက်ရှာနေပါတယ်။ Hitbit ဟာစင်ကြီးရှိတဲ့တိုက်ထဲကိုရောက်လာပြီးပိုက်လိုင်းတွေထဲကနေတဆင့်သူ့ကိုဖမ်းဖို့ကြိုးစားပါတယ်။ဒါပေမဲ့
တနက်နဲ့ပြစ်ဖမ်းတော့မယ့်အချိန်မှာပဲစင်ကြီးကအပြင်ကိုထွက်ပြေးသွားတဲ့အတွက်ဟစ်ပစ်မှာအသေးအံလိုက်ရပြန်ပါတယ်စင်မော်ကိုရောက်တဲ့အခါဖီကက်စ်ကစင်ပုံစံဝစ်ထားတဲ့လူကကြေတဲ့တွေကိုမြင်ပြီးသူတို့နဲ့အတူဝင်ကပါတော့တယ်ဖီကက်စ်ဟာသူ့အမျိုးနယ်တွေနဲ့အတူရှိနေရပြီဆိုပြီးဝမ်းတာအားရနဲ့လူတစ်ယောက်ကိုတွားဖက်မိတဲ့အခါမှာလူတွေမှန်းတိသွားရပါတယ်လူသားတွေဟာသူ့ကိုနှစ်ပေါင်းများစွာလောင်အိမ်ထဲထည့်ထားခဲ့ကြတဲ့သူတွေမို့အရန်ကြောက်သွားပြီးထွက်ပြေးပါတော့တယ်ကြောက်လန့်တကြားနဲ့ပြေးလွှားရင်းဖြော်ပြပွဲခန်းမတွေကအလှဆင်ပစ္စည်းတွေအကုန်ပျက်စီးသွားပါအဲဒီနောက်စင်ကြီးကတိုက်အပေါ်ဆုံးကိုရောက်သွားပြီးစင်ပုံရိပ်ရောင်ကိုတွားကင်ဖို့ကြိုးစားပါတယ်ဖေကယ်စာပုံရိပ်ရောင်ဆက်ကိုဖျက်ဆီးမိသွားပြီးမြို့ရဲ့လှပတဲ့မြင်ကွင်းကိုငေးကြည့်နေခဲ့ပါတယ်စင်ကြီးအာယုံများနေတော့မှဟစ်ပစ်ကသူမအနာကိုတိတ်တိတ်ချင်းကပ်လာပါတယ်ဟစ်ပစ်ကသူတို့နှစ်ယောက်ဟာနှာခေါင်းပုံစံချင်းတူတဲ့အတွက်အမျိုးတော်တယ်လို့လိန်ညာပြီးစင်ကြီးရဲ့ယုံကြည်မှုကိုရယူလိုက်ပါတယ်အဲဒီနောက်မှာတော့ဟစ်ပစ်ဟာသူဟာလက်တီစီယာရဲ့တငယ်ချင်းဖြစ်ပြီးစင်ကြီးကိုအိမ်ပြန်ပို့ပေးဖို့လာတာပါလို့ထပ်မံလိန်ညာလိုက်ပါတယ်ရုတ်တရက်သူတို့နှစ်ယောက်တိုက်ပေါ်ကပြုတ်ကြတော့မယ့်အချိန်မှာဟစ်ပစ်ကတနက်နဲ့ချိန်ပြီးဘတ်စကားတစ်စီးပေါ်ကိုဆင်းတက်နိုင်ခဲ့ပါတယ်သူ့ရဲ့တနက်ပြတ်သွားလို့ဟစ်ပစ်တယောက်ဒေါသထွက်နေပေမဲ့သူ့အစီအစဉ်တိုင်းဆက်လုပ်ပြီးလေစိတ်ကိုတွားပါတယ်ဟစ်ပစ်ကမိမတယောက်လိုအသွင်ပြောင်းပြီးလုံခြုံရေးတွေကိုကြော်ဖြတ်ကလီဖင်စီဖုန်းဆက်ပြီးသတင်းပေးပါတယ်ဒါပေမဲ့လေရင်ပေါ်မှာလက်တီရှာရောက်လာပြီးဟစ်ပစ်နဲ့မေဈေးတနက်တွေအပြန်အလှန်ပြစ်ကြရာကနေနှစ်ယောက်လုံးနေလဲသွားကြပါတယ်စင်ကြီးဖေကက်ကအိမ်သားရှာရင်အရေးပေါ်တကားကိုဖွင့်မိလိုက်တဲ့အတွက်ခရီးသည်တွေနဲ့အတူသူတို့လည်းအပြင်ကိုလွင့်ထွက်သွားပါတယ်ဟစ်ပစ်ပြုတ်ကြတော့မယ့်အချိန်မှာစင်ကြီးကသူ့အမီးနဲ့လမ်းဖမ်းထားပြီးလက်တီရှာကသူတို့ကိုပြန်ဆွဲတင်ဖို့ကြိုးစားပါတယ်ဒါပေမဲ့စင်ကြီးကလက်လွတ်သွားပြီးနှစ်ကောင်လုံးလေထဲကနေအလွတ်ပြုတ်ကျသွားပါတယ်စင်ကြီးကခရီးသည်တယောက်ရဲ့အတွင်းခံဘောင်းမီရှေကိုကင်ထားတာမြင်တော့ဟစ်ပစ်ကအဲ့ဒါကိုလေထီးအဖြစ်တုံးပြီးဆင်းသက်ဖို့အကြံပေးပါတယ်သူတို့ဟာဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပေမဲ့ဟစ်ပစ်ကတော့အမိုက်ပုံကြီးတဲ့ရောက်သွားတဲ့အတွက်စင်ကြီးကိုပဲအပြစ်တင်နေပါတယ်ဟစ်ပစ်ကပြန်ထွက်ဖို့အစီအစဉ်ဆွဲနေတော့စင်ကြီးကတော့မိုးလေးတကောင်နဲ့တငယ်ချင်းဖြစ်နေပါတယ်ဟစ်ပစ်ဟာအမိုက်ပုံတွေကပစ္စည်းဟောင်းတွေနဲ့ UFO ပုံစံရင်တစည်းကိုတိဆောက်ပြီး Vegas ကိုပြန်ဖို့ပြင်ဆင်နေပါတယ်ခရီးတစ်လျှောက်မှာစင်ကြီးကကလုတ်တွေရှောက်နေလို့ရင်ကအယမ်းမြန်သွားပြီးလမ်းမှာလေစင်ပုံစံမျိုးစုံဘူပေါင်းကြီးကိုတွေ့ရတဲ့အခါရင်ကိုရုတ်တရက် break အုပ်လိုက်ပါစင်ကြီးကအဲ့ဒီဘူပေါင်းပေါ်ကိုခုန်တက်သွားပြီးဟစ်ပစ်ကလည်းသူ့နောက်ကိုလိုက်သွားရင်နှစ်ယောက်လုံးကြက်ရုပ်ပုံစံဘူပေါင်းပေါ်ကိုရောက်သွားပါတော့တယ်သူတို့ဘူပေါင်းပေါ်မှာရှိနေတော့စင်ကြီးကသူငယ်ငယ်ကလေးကမိသားစုနဲ့ခွဲခွာခဲ့ရပြီးအမြဲတမ်းလှောင်အိမ်ထဲမှာပဲနေခဲ့ရတဲ့အကြောင်းပြောပြပါတယ်အဲ့ဒါကိုကြားရတဲ့အခါဟစ်ပစ်ဟာသူ့ကိုယုံကြည်နေတဲ့တငယ်ချင်းကိုလိန်ညာနေမိတဲ့အတွက်စိတ်မကောင်းဖြစ်လာပါတယ်သူ့ကိုယ်သူလည်းအပြစ်တင်မိလာပါတယ်နိုင်ပေါင်းများစွာခီးနေမိတဲ့နောက်သူတို့နှစ်ယောက်ဟာကယ်လီဖိုးနီးယားပြည်နယ်ဆန်ဖရန်စစ္စကိုမြို့ကိုရောက်ရှိလာကြပါတယ်အဲ့ဒီမှာဟစ်ပစ်ကထီးတစ်ချောင်းကိုတုံးပြီးသူတို့စီးလာတဲ့ဘူပေါင်းကိုဖောက်လိုက်တဲ့အတွက်မြေပြင်ပေါ်ကိုပြုတ်ကျလာပါတယ်သူတို့ဟာအစားအသောက် reality show ရိုက်ကူးနေတဲ့စတူဒီယိုခန်းမတွေကိုမတော်တဆရောက်သွားကြပြီးဟစ်ပစ်တယောက်တရက်တာအတွက်စပုံမှုလောက်ခင်ရသွားပါတယ်ဟစ်ပစ်ကစင်ကြီးကိုသူဟာဟင်းချက်ရတာဝါသနာပါတဲ့အကြောင်းပြောပြတဲ့အခါပီကက်စ်ကဒီအခွင့်အရေးကိုလက်မလွတ်ဖို့တိုက်တွန်းပါတယ်ပြုတ်ကြတော့ကဟစ်ပစ်ရဲ့လက်မောင်းမှာဒဏ်ရာရသွားတာကိုသိတော့ပီကက်စ်ကဝိုင်းကိုပေးပြီးသူတို့နှစ်ယောက်အတူတူအရသာရှိတဲ့ omelet တစ်ခုကိုပြင်ဆင်ချက်ပြခဲ့ပါတယ်ဒုတိယအဆင့်ရောက်တဲ့အခါဟစ်ပစ်ကပဇွန်တုပ်တစ်ကောင်ကိုချက်ရမယ်ဆိုတာတည်သွားပါဒါပေမဲ့ပဇွန်တုပ်လေးကအသက်ရှင်နေတာကိုမြင်တော့စင်ကြီးကတနာပြီးရင်သွေးအိုးတဲ့အထက်မခံပဲကယ်ဖို့ကြိုးစားပါတော့အဲ့ဒီမှာစင်ကြီးနဲ့ဟစ်ပစ်တို့လူရက်ကြရင်စတူဒီယိုတစ်ခုလုံးပျက်စီးသွားပေမဲ့ဟစ်ပစ်ကသူချက်ထားတဲ့ omelet ကိုဒိုင်းတွေကိုမြည်ဆံဖို့ပေးနိုင်ခဲ့ပါတယ်အဲ့ဒီဟင်းကအရန်ကောင်းလွန်းတာကြောင့်ဒိုင်းလူကြီးကချီကျူးပြီးဟစ်ပစ်ကိုစုတစိတ်တစ်ခုပေးလိုက်ပါတယ်အဲ့ဒီအချိန်မှာလီဖင်နဲ့လက်တီရှာတို့က TV ကနေဒါကိုမြင်သွားပြီးသူတို့ရှိရာဆန်ဖရန်စစ္စကိုမြို့ကိုချက်ချင်းလိုက်လာကြပါတယ်အဲ့နောက်လီဖင်စီကဖုန်းဝင်လာပြီးစင်ကြီးကိုလာခေါ်မယ်လို့ပြောတဲ့အတွက်ဟစ်ပစ်တယောက်စင်ကြီးကိုခေါ်ပြီးထွက်ပြေးရပါတော့ဟစ်ပစ်ကအမှန်တရားကိုဖွင့်ပြောဖို့ကြိုးစားပေမဲ့စင်ကြီးကအဆောက်အုံတစ်ခုထဲမှာရေချိုးကန်းဝင်ပြီးရေချိုးနေတာနဲ့ကြုံရပါတယ်ဟစ်ပစ်ခဏအိပ်ပျော်သွားတဲ့အချိန်မှာသူမရဲ့အရင်သခင်မဘာသာကိုအိမ်မက်မှတ်ပြီးသူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကိုရင်ဖွင့်ပါဘာသာကတော့သူဟာစုကြီးကြောင့်ဒရိတ်ဆန်တွေကိုဖမ်းခဲ့တာမဟုတ်ပဲသူတို့ကိုချစ်တဲ့သူတွေစီပြန်ပို့ပေးဖို့လုပ်ခဲ့တာပဲလို့ပြောပြသလိုဟစ်ပစ်ကိုလည်းငငယ်ကဝတ်သားဆိုင်ုံကနေသူဘယ်လိုကယ်တင်ခဲ့တယ်ဆိုတာပြန်ပြောပြပြီးတတိပေးခဲ့ပါတယ်မကြာခင်မှာပဲရေပိုက်ပေါက်လို့ရေရီရှန်လာပြီးစင်ကြီးရေနစ်တော့မဲ့အနေနဲ့ကြုံရပါတယ်ဟစ်ပစ်ကတညလုံးမနားနဲ့ရေကူးပြီးစင်ကြီးစီကိုအောက်ဆီဂျင်တွေပို့ပေးခဲ့ရပါတယ်နောက်ဆုံးမှာတော့ရေဖိအားကြောင့်တကားမှန်တွေကွဲထွက်သွားပြီးသူတို့နှစ်ယောက်လမ်းပေါ်ကိုလွင့်ထွက်လာကြပါစင်ကြီးတတိယလာတဲ့အချိန်မှာလီဖင်ရောက်လာပြီးဟစ်ပစ်ကိုစုချင်းငွေတွေပေးလိုက်ပါအဲ့ဒီအချိန်မှာစင်ကြီးကဟစ်ပစ်ဟာသူ့ကိုလိန်နေခဲ့တာကိုသိသွားပြီးအရန်စိတ်ပြတ်သွားပါဟစ်ပစ်ကသူ့အမားကိုဝန်ခံပြီးပတ်စံတွေကိုပြန်ပေးကစင်ကြီးကိုအိန္ဒိယကိုပို့ပေးမယ်လို့ပြောပေမဲ့စင်ကြီးကစိတ်နာပြီးတယောက်တည်းထွက်သွားပါအဲ့ဒီအချိန်မှာလီဖင်ကသူ့ရဲ့မိချောင်းကြီးကိုလွတ်ပြီးစင်ကြီးကိုအတင်းအားတမဖမ်းခိုင်းပါအဲ့ဒီမိချောင်းဟာဘာသာကိုစားခဲ့တဲ့မိချောင်းမှတိလိုက်ရလို့ဟစ်ပစ်တတိလေသွားပြီးစင်ကြီးကတော့အဖမ်းခံလိုက်ရပါတယ်နောက်ပိုင်းမှာလက်တီရှာရောက်လာပြီးဟစ်ပစ်ကိုနှိုးကစင်ကြီးကိုကယ်ဖို့အတူတူလက်တွဲလှုပ်ဆောင်ကြပါတယ်ဟစ်ပစ်ဟာလက်တီစာကယ်ထုတ်ထားတဲ့ငွေပါနဲ့ခိုအာလာဝဝင်တို့နဲ့ပါပြန်ဆောင်ခဲ့ရပြီးသူတို့ဖွဲ့ဟာစင်ကြီးကိုကယ်ဖို့အတွက်စူပါရူစတာဆိုတဲ့စူပါဟီးရိုးချက်ဖကြီးရဲ့အကူအညီကိုပါရယူခဲ့ပါအဲ့ဒီညမှာလီဖင်ဟာ
ပျော်ပြပွဲအဆောက်အုံကိုဒုံးမြန်အဖြစ်ပြောင်းပြီးပရိသတ်တွေကိုပါတင်ဆောင်ကအာဂါတာထဲမောင်းထွက်သွားပါဟစ်ပစ်တို့ဖွဲ့ကကားနဲ့အာဂါတာထဲထိလိုက်ကြပါတယ်လမ်းမှာကားကစွမ်းအင်ကုန်တော့မဲ့အချိန်မှာမွေးပါကသူ့ရဲ့အမှုမြူတန်းငွေတွေကိုတုံးပြီးစနစ်ကိုပြန်လည်ဖြည့်တင်းပေးခဲ့ပါတယ်အာဂါတာထဲရောက်တဲ့အခါကမ္ဘာဆွဲအားမရှိတော့တဲ့အတွက်လီဖင်းဟာလေထဲမှာပြန်ဝဲနေပြီးစင်ကြီးပီကက်စ်ကိုပရိသတ်တွေရှေ့မှာအတင်းအားဓမ္မကပြခိုင်းပါတယ်အဲ့ဒီအချိန်မှာဟစ်ပစ်တို့ရဲ့ကားရောက်လာတာကိုမြင်တော့ပီကက်ကသူ့တငယ်ချင်းတွေသူ့ကိုလာခဲ့တာပဲဆိုပြီးဝမ်းတာအားရနဲ့စင်ပေါ်ကနေဆင်းသွားပါတယ်အဲ့ဒါကိုမြင်တော့ဒေါသထွက်သွားတဲ့လီဖင်းကသူ့ရဲ့မိချောင်းကြီးဖလူဖီကိုဟစ်ပစ်ကိုဝါးမျိုးပြဖို့အမိန်ပေးပြီးသူကိုယ်တိုင်လည်းစင်ကြီးနောက်ကိုလိုက်သွားပါတယ်ဟစ်ပစ်ဒုံးမြန်ပေါ်ရောက်လာတဲ့အခါမိချောင်းကြီးနဲ့ထိတ်တိုက်တွေ့ပါတယ်အဲ့ဒီချိန်မှာခိုအာလာဝက်ဝင်ကဟစ်ပစ်ကိုကယ်ဖို့အတွက်မိချောင်းကြီးကိုသူကိုယ်တိုင်ရင်ဆိုင်တိုက်ခိုက်ပြီးအချိန်ဆွဲပေးပါတယ်ဟစ်ပစ်ကစင်ကြီးရဲ့လက်ထိတ်တွေကိုဖွင့်ဖို့ကြိုးစားနေတော့မှလီဖင်းကသူ့ကိုအတင်းဆွဲခေါ်သွားပါတယ်အဲ့ဒီနောက်မှာတိုက်ပွဲနှစ်ပွဲတစ်ပြိုင်တည်းဖြစ်လာပါတယ်တစ်ဖက်မှာခိုအာလာဝက်ဝင်နဲ့မိချောင်းကြီးတို့တိုက်ခိုက်နေကြပြီးနောက်တစ်ဖက်မှာတော့လူသားလီဖင်းနဲ့ဝက်ကလေးဟစ်ပစ်တို့အပြန်အလှန်လုံးထွေးတပ်ပုတ်နေကြပါတယ်အဲ့ဒီကြားထဲမှာဘာမှမဆိုင်တဲ့ခွေးလေးတွေတောင်ပါဝင်ပြီးထိခိုက်ကုန်ကြပါတယ်မိချောင်းကြီးကဟစ်ပစ်စီကိုပြန်ဝဲပြီးတိုက်ခိုက်ဖို့လာတဲ့အချိန်မှာဟစ်ပစ်ကသူ့ရဲ့လက်နက်နဲ့ပြန်ပစ်လိုက်ရာကနေမတော်တဆမှုဖြစ်ပြီးလက်တီရှာပါတဲ့ကားဟာဒုံးမြန်နဲ့ပြုတ်ထွက်သွားပါတယ်။အဲဒီအချိန်မှာဒုံးမြန်မှာအပေါက်ကြီးဖြစ်သွားပြီးလေပီအားကြောင့်လီဖင်းနဲ့မိချောင်းကြီးတို့ဟာအာဂါတာတွေကိုစုပ်ထုတ်ခံလိုက်ရပြီးအပြင်မှာအဖော်မရှိပဲလွင်မျောကြံရစ်ခဲ့ပါတယ်။ဒုံးမြန်မော်ကတရိတ်ဆန်တွေလည်းအပြင်ကိုလွင့်ထွက်တော့မယ့်အချိန်မှာစင်ကြီးပေခဲကအပေါက်မှာပိတ်မိနေတာကြောင့်အသက်ရှူရခက်ခဲလာပါတယ်။ဟစ်ပစ်တယောက်တတိလစ်ပြီးအပြင်ကိုလွင့်ထွက်သွားပေမဲ့စူပါရူစတာကအချိန်မီပြန်ကယ်ပြီးကားပေါ်ကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်။နောက်ဆုံးမှာခိုအာလာဝက်ဝင်ရဲ့အကူအညီနဲ့ဖေကက်လည်းလွတ်မြောက်လာပြီးကားနဲ့ဒုံးမြန်ကိုပြန်လည်ချိတ်ဆက်နိုင်ခဲ့ပါတယ်။အဖွဲ့သားအလုံးရဲ့နောက်ထပ်စိန်ခေါ်မှုကတော့ကမ္ဘာမြေကုန်ဘေးကင်းစွာပြန်ဆင်းဖို့ပါပဲ။ငွေပါရဲ့အမှုမြူတန်းငွေတွေနဲ့စူပါရူစတာရဲ့ခွန်အားကိုတုံးပြီးမိနစ်ပိုင်းအတွင်းမှာပဲကမ္ဘာလေထုထဲကိုဝင်ရောက်နိုင်ခဲ့ပါတယ်။မြေပြင်နဲ့စောင့်ပြီးတော့မယ့်အချိန်မှာဟစ်ပစ်ကကားမှာပါတဲ့လေထီးကိုဖွင့်လိုက်တဲ့အတွက်အရှိန်လျှော့ပြီးဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပါတယ်။ဒုံးမြန်မော်ကပရိသတ်တွေလည်းထိုင်ကုန်ကပတ်တွေဖြုတ်ပြီးဒါမှတကယ်ကိုထူးခြားဆန်းပြတဲ့ဖျော်ဖြေပွဲကြီးဖြစ်တယ်လို့ချီးကျူးကြကအားလုံးလက်ခုပ်တီးကြပါတယ်။အားလုံးပြီးသွားတဲ့အခါဟစ်ပစ်ကလူတိုင်းအိမ်ပြန်ရမယ့်အချိန်ရောက်ပြီလို့ပြောပါတယ်။လက်တီချာကကိုအာလာဝက်ဝင်ကိုသူနဲ့အတူဩစတြေးလျကိုလိုက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။မွေပါကိုတော့စူပါရူစတာကဟောလိဝုဒ်ကထုတ်လုပ်သူတွေနဲ့မိတ်ဆက်ပေးမယ်လို့ပြောတဲ့အတွက်သူလည်းမင်းသားဖြစ်ဖို့လမ်းစာရသွားပါတယ်။စွန်တော်လေးလူဝီကတော့ဗီဂက်စ်မှာပဲနေခဲ့ပြီးတန်ရှင်းရေးသမားကခွေးလေးတွေကိုဆက်လက်ဆောက်ရှောက်ဖို့တာဝန်ယူလိုက်ပါတယ်။ဟစ်ပစ်ကစင်ကြီးဖေကက်ကိုအိန္ဒိယကိုပြန်ပို့ပေးခဲ့ပြီးနောက်အမေရိကကိုပြန်လာကအုံးလက်ရောင်းတဲ့ဆိုင်လေးဖွင့်ခဲ့ပါတယ်။ဒီနေ့ကြာပြီးနောက်မှာတော့စင်ကြီးကပြန်လာခဲ့ပြီးသူ့မိသားစုကိုရှာမတွေ့တဲ့အကြောင်းပြောတဲ့အခါဟစ်ပစ်ကသူ့ကိုအဖွဲ့ဝင်အသစ်ဖြစ်ကြိုဆိုလိုက်ပါတယ်။နောက်ဆုံးမှာတော့ဟစ်ပစ်လက်တီရှာနဲ့စင်ကြီးဖေကက်တို့အားလုံးဟာတရိတ်ဆန်လေးတွေကိုကူညီပေးတဲ့အဖွဲ့အဖြစ်ပျော်ရွှင်စွာလက်တွဲလုပ်ကင်သွားကြပါတော့တယ်။